အဲ့နဲ့ကျွန်တော်ကနောက်တစ်ခေါက်ဝမ်းပြန်သွားတော့လေသွေးရပြန်ပါတော့အမှကျွန်တော်ကလုံးဝစိတ်ထဲနေလို့မကောင်းတော့လို့အားစားတယ်ဒါဖြစ်ဖြစ်နောက်ပိုင်းမှာကျွန်တော်အသက်ရှင်နေဖြစ်နေရမှာဆိုတော့ရတော့ဟုတ်တယ်အဲ့နဲ့ကျွန်တော်ကနောက်တစ်ခေါက်ဝမ်းပြန်သွားတော့လေသွေးရပြန်ပါတော့အမှကျွန်တော်ကလုံးဝစိတ်ထဲနေလို့မကောင်းတော့လို့အရင်လဲကြောက်လာပဲကြောက်လာတော့ကျွန်တော်ချစ်ချင်းစိတ်ခံပြန်ပြေးတယ်အချိန်မှာကျွန်တော်ပြနေကြဆရာဝန်မဟုတ်ဘဲနဲ့နောက်တစ်ယောက်ထိုင်နေပေါ့နော်အဲ့ဒါညပိုင်းဆရာဝန်ဆိုတော့အဲ့မှာအဲ့ဆရာဝန်နဲ့ကျွန်တော်ပြတယ်ကျွန်တော်တို့ခွင့်တောင်းတယ်ပေါ့နော်ကျွန်တော်ပြလို့ရမလားကျွန်တော်ရဲ့ဝမ်းနဲ့တွေးနဲ့ပါနေတဲ့ဒီပုံပေါ့နော်ပြဖို့အဆင်ပြေမလားဆိုမှကျွန်တော်မေးပြီးတော့သူ့ပြခဲ့အဲ့မှာသူကကောင်းကောင်းတော့သိမကြည့်ပေဘူးအဲ့ဒါကိုကျွန်တော်ကပြောလဲဆိုအဲ့ဒါလက်ခေါင်းလို့ပြောတယ်အဲ့တော့ကျွန်တော်လက်ခေါင်းဆေးတွေကျွန်တော်ပြန်ပေးလိုက်ကျွန်တော်ကတော့လုံးဝမတင်ကြဘူးကျွန်တော်မှလက်ကောင်းမရှိဘူးပေါ့နော်ကျွန်တော်အမြဲတမ်းဝမ်းတွားတယ်ဘယ်တော့မှလည်းဝမ်းမချုပ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကလုံးဝစိတ်ထဲမှာမတီးမကြတယ်ဖြစ်တယ်အဲ့တော့ကျွန်တော်ပထမတစ်ရက်မှာတော့ကျွန်တော်တောက်ခဲ့တယ်အဲ့မဲ့လည်းကျွန်တော်စိတ်ထဲမှာတော့လုံးဝနေလို့မကောင်းနေဘူးဒါကြီးကမဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ကျွန်တော်နေခဲ့တယ်နောက်တစ်ရက်မှာပဲကျွန်တော် reset သွားယူတဲ့အချိန်မှာတော့ကျွန်တော်ဘာမှမပြောဘဲနဲ့ကျွန်တော်တွေးအဖြစ်ကိုကြည့်ပြီးတော့ဆေးရုံကြီးသွားတော့ဆိုမှကျွန်တော်ပြောခဲ့တယ်အဲ့တော့ကျွန်တော်ကဒီ reset ကိုကင်ပြီးတော့ဘာမှလည်းမသိဘူးသူတို့ကဆေးရုံကြီးပဲသွားခိုင်းတာမြင်ဆေးရုံကြီးကိုမြင်ပြေးတော့ဆိုမှပြောတော့ပို့ပြီးတော့အမှထိတ်လန့်သွားတယ်ပေါ့နော်အဲ့တော့ဆေးရုံကြီးသွားရင်လည်းမိုးချုပ်နေပြီဆိုတော့အနက်စောစောစီစီနေဆေးရုံကြီးပြေးတော့ဆိုမှကျွန်တော်ကိုဒီ reset ပေးပြီးတော့ဒီဆေးရုံကြီးကိုလွှဲတဲ့စာကျွန်တော်ကိုရေးပေးခဲ့တယ်အဲ့တော့ကျွန်တော်ဆေးရုံကြီးကိုပြန်သွားခဲ့တယ်အဲ့မှာဆရာဝန်ကကျွန်တော်ရဲ့ဒီဆေးစစ်ထားတဲ့စာရွက်ကြည့်ပြီးတော့ဘာလို့အဆိုင်ပို့တွေးနဲ့စစ်တာလဲတဲ့ကျွန်တော်မေးတော့ကျွန်တော်လည်းမသိဘူးဆရာဝန်ကတွေးနဲ့အရင်စစ်ခိုင်းလို့ကျွန်တော်စစ်လိုက်တယ်ပြောတော့အမှသူကဆိုမှတယ်လို့မျိုးပေါ့နော်တက်ပြင်းနေချာနင်ဘယ်လောက်တောင်ပေးလိုက်ရလဲတဲ့အဲ့ဒါကျွန်တော်လည်းပြောပါပေါ့နော်ကျွန်တော်ဒီလောက်ပေးလိုက်ရတယ်ပြောချင်းကြတာခေါင်းနေခါတာပေါ့နော်သူကကျွန်တော်ပြောတာပေါ့နော်သွေးနဲ့စစ်တယ်ဆိုတာကမတိကြဘူးဘာပြောနေလေမှုတ်ပြီးပြန်စစ်ရမှာပဲတဲ့ကျွန်တော်အဲ့လိုပြောတယ်ပေါ့နော်နောက်မှကျွန်တော်ကိုဘာဖြစ်တာလဲမေးတော့အဲ့မှာကျွန်တော်ရဲ့ history တွေကိုကျွန်တော်ပြောပြတယ်ကျွန်တော်ဒီအဆိုင်နာတဲ့အကြောင်းတွေကိုကျွန်တော်ပြောပြတယ်အဲ့မှာကျွန်တော်ဝမ်းကနေတွေးပါတဲ့အကြောင်းတွေပြောတယ်နောက်မှကျွန်တော်တပုတ်နေပြတယ်လက်ကောင်ဟုတ်မဟုတ်ဆိုတာစအိုနိုင်ပြီးတော့စီးရတယ်ကိုစီခန်းကဆရာဝန်ကကြာဘာမှစဉ်းစားမှုတော့မလုပ်ဘဲနဲ့ကျွန်တော်လွယ်လွယ်နဲ့လက်ကောင်စီပေးခဲ့ရပေါ့နော်ဒါပေမဲ့လည်းဒီစီယုံကြီးပေါ့နော်ဒါကတော့မလေးရှားအစိုးရစီယုံကြီးပေါ့နော်အမှပြတဲ့ချိန်ကျတော့ကျွန်တော်ဒီပေါ့နော်စံတက်မှုပြုလုပ်တယ်လက်ကောင်းတော့မဟုတ်ဘူးပေါ့နော်သူပြောတယ်နောက်မှသူတို့ဒီစအိုနိုင်ပြီးစံတက်တာကင်ဆာအကျိတ်ရှိမရှိပေါ့နော်ပထမအဆင့်အနေနဲ့အကြမ်းဖျင်းပေါ့နော်သူတို့စံတက်မှုတစ်ခုလိုပဲပေါ့နော်သူတို့လောက်ဆောင်တာပေါ့နော်အဲ့တော့ကျွန်တော်ကိုစီးပေးခဲ့တယ်နောက်မှကျွန်တော်ကိုအဆိုင်ဦးလန်းချောင်းဌာနကိုကျွန်တော်လွှဲပေးခဲ့တယ်အဲ့မှာပဲနောက်နေ့မှာကျွန်တော်ပြန်ပြီးတော့အဆိုင်ဦးလန်းချောင်းဌာနကိုသွားခဲ့ရတယ်